Okay brother ကျွန်တော်အခု 3am ပေါ့နော် 3am boss ကို normal မှုတက်မှာပေါ့နော် normal မှုတက်မယ်ဆိုတော့ဘာမှတော့ခက်ခဲမရှိပါဘူးဟမ်မှုနဲ့ pro မှုရောက်တော့မှာပေါ့နော်အဲ့တော့မှဒါနည်းနည်းလေးခတ်ပြီးတော့သူ့ရဲ့ဟိုတိုင်ပင်လေးရှိရပေါ့နော်ရှောင်ရမယ့်ဟာလေးတွေအဲ့ဒါလေးပါမယ်ဒီမှာတော့အများကြီးတော့မခတ်ဘူးကျွန်တော်တက်တာလေးကြည့်လိုက်ပေါ့နော်အရန်လွယ်ပါတယ်beginner တွေအတွက်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်boss ထဲဝင်မယ်ပေါ့နော် boss ထဲဝင်ကမှကျွန်တော် gear set တွေကပါသုံးတာလေဆိုတော့ဒါမှတော့ကျွန်တော် gear set တွေ weapon တွေကဒါပါနော်လို့လေဒါဒီစကားကြတော့ tire 3ပေါ့နော်ဒီကောင်က tire 1ဒီ armor တွေကြတော့ tire 2တွေပဲသုံးတာရယ်နော် Okay ဝင်မယ် Okay andခုံမယ်လို့ရှိရင် boss ကြီးသွားမယ်အဲတော့ဒီ boss ကိုတက်တော့မယ်ဆိုအပင်လေးရှိရပါတော့အဲ့အပင်3ပင်အရှင်တက်မှာ boss ကစပြီးလှုပ်ရှားတာပေါ့နော်အဲဆိုကျွန်တော်အပင်3ပင်အရှင်တက်မယ်ပေါ့နော်ဟမ်မုန်းနဲ့ pro မှုရောက်သွားရင်တော့အပင်တွေတက်တဲ့အချိန်မှာနည်းနည်းလေးတော့ခတ်တယ်ပေါ့နော်ဒါပေမဲ့ကိုက damage ထွက်နေပြီဆိုလို့ရှိရင်လည်း pro မှုဟမ်မုန်းကအရန်ကြီးမခတ်ဘူးပေါ့နော်ဆိုလို့တက်လို့ရပါတယ် Okay ဒီမှာပေါ့နော်အပင်တစ်ပင်ရှိတယ်ဒီမှာတစ်ပင်ရှိတယ်ဟောဒီမှာတစ်ပင်ရှိတယ်ဒီမှာတစ်ပင်ရှိတယ်ပေါ့နော်အဲဆိုကျွန်တော်ဒီပင်3ပင်စပြီးတော့တက်မယ်ပေါ့နော်ကျွန်တော်shop level ဖြစ်တဲ့အတွက်ကျွန်တော်ဘယ်ကိုပြစ်ပေါ့နော်ဒီဟိုဟာတွေရဲ့ဘယ်ကိုပြစ်သူက weak spot ကိုတော်ထိတယ်ပေါ့နော်အဲ့တော့ weak spot ကိုချိန်ပြီးပြစ်စရာမလိုဘူး Okay တွေ့ပြန်ပြီဒီဟာလေးပေါ့နော်ဒီဟာလေးနားမှာဒီကြောက်တုံးပေါ့နော်ဒီ concrete တုံးကြီးနားမှာကွယ်ပြီးတော့ပေါ့နော်ဒီကအမှကွယ်ပြီးတော့ဒီပေါ်ကြီးကိုတတ်မယ်ပေါ့နော်ship နဲ့ပဲတုံးတဲ့အခါမှာဘယ်တော့မှ weak spot ကိုမချိန်ပါနဲ့အကောင့်တွေဆို level လို့နေရာမျိုးချိန်ပေါ့နော်ခေါင်း weak spot နေရာကြီးမချိန်နဲ့ချိန်လို့ရှိရင်ဒီ ship နဲ့ damage မထိရောက်တော့ဘူးပေါ့နော်ဒီထောင်းတာတွေပါကြားလို့ကျွန်တော်ဒီပေါ်လေးတက်နေတယ်ဒီထောင်းတာလုပ်မယ်ဒေတာတန်းပြစ်လို့ရှိရင်ကျွန်တော်ကကာမယ်ပေါ့နော်ဒီကြောက်တော့နေတော့ထောင်းပြီဆိုလို့ရှိရင်ကျွန်တော်ပေါ်တက်နေတဲ့ weight တွေမထိဘူးပေါ့နော်Okay ကြားတယ် draw ကြားတဲ့ဟာကောက်ပါနော်ဒီကောင်းကိုတက်လို့ရှိရင်ကျွန်တော်တို့တစ်ခါကြာရင်ဒီမှာလေဒီကောင်းလေးရရပါတော့အကောင်လေးကဒီ deviation ဒီ deviant လေးကအသုံးဝင်တယ်ပေါ့နော်ကဲကြာတော့ဒါလေးတွေပါပါတယ်Mr. Web collection နဲ့ Okayကဲတက်တာတော့ဒီလောက်ပဲပေါ့နော်လွယ်ပါတယ်normal move ဆိုတော့လွယ်ပါတယ် hub move နဲ့ pro move မှာတော့နည်းနည်းခတ်သွားမယ်ဒါပေမဲ့ကိုကကန်တမ်းမိထွက်တဲ့အာမကောင်းနေဆိုလို့ရှိရင်သူ့တိုင်ပင်လေးတွေကိုသိထားလို့ရှိရင်လည်းအခက်ဘူးပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ